ဒါကတော့တတ်မှတ်ထားတဲ့အချိန်ခါအရအဆိုးရွားဆုံးကြုံတွေ့ခဲ့ရတဲ့တိရစ္ဆာန်တွေကြောင့်ပါနံပါတ်9မိကြောင်းတစ်ကောင်ဟာပေါ့ပေါ့ပပရေကူးနေတော့အပေါ်ကနေကြားတစ်တစ်ကောင်စောင့်ကြည့်နေတာကိုလုံးဝမသိလိုက်ဘူးကြားတစ်ကပြစ်မှတ်ထားနေတဲ့တစ်ပင်ပေါ်ကနေခုန်ချပြီးချက်ချင်းအဆုံးတက်လိုက်တယ်နေရာမှားတဲ့အချိန်ကာလကတော့အဆိုးဆုံးပါနံပါတ်6တိတ်ငှက်တစ်ကောင်ဟာမွေတစ်ကောင်ကိုလွတ်လွတ်ကူကူအစာဖြစ်အောင်တွားဖမ်းတယ်အဲ့ဒီအစာမွေကတိုက်ခိုက်နေစဉ်အတွင်းသူ့ကိုရစ်ပတ်ပြီးညှစ်လိုက်တယ်စက္ကန့်ပိုင်းအတွင်းမွေဟာတိတ်ငှက်ကိုအငိမ့်စားပေးလိုက်တယ်နံပါတ်5ခွေးတစ်ကောင်ဟာပန်းကြံတွေကတာမန်နေ့တစ်နေ့လိုပဲလမ်းလျှောက်နေတော့ကြားတစ်ကောင်သူ့ကိုတွေ့သွားတယ်လှုပ်ရှားမှုတစ်ခုတည်းနဲ့သူဘာဖြစ်မှန်းမသိခင်မှာဆွဲခေါ်ခံသွားရတယ်တင်ဘသူကိုမေးတယ်လို့ပေါ်မူတည်ပြီးနောက်ထပ်တာမန်လမ်းလျှောက်တစ်ခုပါပဲနံပါတ်4မင်းတနေကုန်စိုးဝါနေတဲ့ထင်ရင်ဒီဖားကိုကြည့်လိုက်ပါရေထဲကနေတက်လာတာနဲ့လိမ့်နှကောင်ကသူ့ကိုပြန်ဆွဲချပြီးအစာဖြစ်သွားစေတယ်ကမ္ဘာနေဆုံးတတဝါကမင်းကိုဘလို့လှုပ်ပြီးကြော်တက်သွားတာလဲနံပါတ်3လူတစ်ယောက်ဟာကားလမ်းကြားထဲကနေနောက်ပြန်ဆုတ်မောင်းနေတော့ခြောင်နေတဲ့ပြင်းတစ်ချက်ပေါ်မှာခွေးတစ်ကောင်ထိုင်နေတာမမြင်လိုက်ဘူးဘီကသူ့ကိုကြော်သွားပြီးခွေးကိုချက်ချင်းကောင်းကင်နဲ့ပြစ်လွတ်လိုက်တယ်လုံးဝမရည်ရွယ်ပဲလုံးဝရက်ဆက်တဲ့အချိန်ကိုက်မှုပါနံပါတ်2တန်ငါဒီအချို့ဟာလက်လက်ဆက်ဆက်ဖမ်းထားတဲ့ငါးတွေနဲ့ဇလုံးတစ်လုံးကိုစောက်ရှောက်သူမဲ့ထားခဲ့တယ်ငှက်တစ်ကောင်ကပြန်ဝဲဆင်းလာပြီးငါးတွေအသက်ရှင်နေစေဖြစ်တုံးတစ်ကောင်ပြီးတစ်ကောင်မျိုးချလိုက်တယ်အဲ့ဒီဇလုံးဟာတင်လိုရှိတဲ့လောက်စားနိုင်တဲ့ဘူပေးပြင်ဆိုင်ကြီးအဖြစ်ပြောင်းလဲသွားတယ်နံပါတ်1ကျွဲတစ်ကောင်ဟာချိုးရီချင်းသေးတစ်ကောင်ရဲ့တင်ပါတယ်ဘလို့မှန်းမသိညက်သွားပြီးမထုတ်နိုင်တော့ဘူး